အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် post တင်ရတဲ့အကြောင်းကတော့ model ခေါ်ဖို့အတွက်ပေါ့နော် model ရေးမှာကမီနီပုံလေးတွေပေါ့နော်မီနီပုံဆိုပေမဲ့ ရိုး fancy ပုံအလွတ်ကြီးပဲရေးမှာမဟုတ်ပါဘူးတော့နဲ့လုံးဝ teacher detail ကိုကျွန်တော်ရေးပေးမှာပါပုံ size လေးတွေကတော့အရင်မကြီးပါဘူးရေးပြီးမဲ့ဈေးရလဲဆေးဖို့အပူနဲ့ပဲရေးပေးမှာပါဆိုတော့အားလုံးပဲ join တင်ပါတယ်ကျွန်တော်ရေးပေးမဲ့ပုံလေးတွေဒီမှာဆက်လောက်ကြည့်ပေးပါအောင်ဒီဒါမျိုးလေးပေါ့နော် site သေးလေးတွေပဲရေးမှာပါ detail တခြားရေးပေးမှာပါဟုတ်ကဲ့အခုရေးပေးမယ့်အချိန်ကာလလေးကတော့ဒီ12လပိုင်းအတွင်းမှာပဲရေးပေးမှာပါဒီ12လပိုင်းနောက်ဆုံး New Year နေ့မတိုင်ခင်အထိကိုကျွန်တော်ရေးပေးဖို့စီစဉ်ရှိပါတယ်စိတ်ဝင်စားရဆိုရင် Messenger ပဲဖြစ်ဖြစ် chat box ကနေပဲဖြစ်ဖြစ်ဒီ TikTok ရဲ့ chat box ကနေပဲဖြစ်ဖြစ်ဖုန်းနံပါတ်ကနေပဲဖြစ်ကျွန်တော်စီကိုဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်